မင်းရဖြစ်ပြီးသားအဖြစ်ကြောင့်အယုတ်တေလေးကြောင့်အဲလိုမှဘေးပါလေဝိုင်းနေနဲ့ထုတ်မယ်လေးပြအော်အဲ့လိုမျိုးမှတဲ့အထေကြီးထားထားကလေးအော်မင်းရပါလေရွှေပြည်သားသားလေးရွှေပြည်သားသားလေးကိုပေါ်ပြီးချွေးလိုက်မယ်အဲ့ငါရဲ့အော်အောက်ကဒီပြထားဖို့သာမနာသာဝနာဖိုက်ကတီးပြီးတော့ဖြစ်နေတာအားရပြအောင်မင်းရပါလေတော့ဖွေးနေတာလားပဲအဲ့တော့ငါလေးဘဝဆုံးထွေးမှာဖွေးနေတာလားပဲအော်ပြအောင်သားကြီးကငါတို့ရဲ့ချီကိုမင်းချားတယ်အဲ့တော့ဖိုက်ကန်ဒီနဲ့နားမလဲပါလေတော့ဒီရောငါတို့တယောက်တည်းဆိုချားမယ်ရောကယ်လေးစီဆိုကြပဲငါပြောရမယ်မင်းကတော့လူရမယ်ရောဒီပြောရွှေပြည်သားလေးမင်းရဲ့လေးသတ်မှတ်မဲရဲ့နေပြည်တော်သွားလေးမဟုတ်ဘူးဒီနာဟုတ်လားအဖေစီကသွားပြေးအေးရောမင်းငါကိုပြောနေတဲ့ပြင်ကပြီးလေငါတော့တောက်စိုက်ကိုပြင်ပပြီးလေမင်းကမှန်ထားငါတို့အစ်စ်ကစင်ပြန်ကြီးပဲအေးဒီရှိနေနောက်ကနေပေါ်ပြီးကျွေးလိုက်တယ်အေးဘုံနာကရှော်ပြီးအိမ်မိုက်တယ်ဒီမကြီးနိုင်ရင်ဘော်ဒီစေးလိုက်ွယ်ပုံနဲ့မင်းဖက်တော့တီလေးမိုက်တယ်ဒီပြောရတာကိုဒီပါစုံလာဟိုမျိုးကာယနေနဲ့ဒီပါပုတ်ပြဒီမှာရှောက်ရင်လည်းဒီမှာရှောက်လာမင်းကဒီပေါ်ထဲမှာဆိုရင်ဒီမှာပုတ်တာဘလို့ပါမင်းတို့ကမဟုတ်တာဒီလိုတည်းဒီတော့ပါ I ready တော့မင်း